나가로 메이셋 나가 메이셋 전화리에 들어가서 우생하러 그만 저만 타운 셋이가 전화리고 가오네 기바가 와드나 우디 소리 전화리고 메이셋 하고 메이셋 하고 전화리가 이제 사사 이제 하라 동제 제마 메이셋가로 이제 이로마 담아 우리가 지리지 때 이로만 너 조만 너 마라타오 마라 이 자가 ထဲ우리가 하라고 이제 하나 버대기로 들어오고 있는 거 프로젝트이 혼자 프로젝트로지만 정말 ပွဲ인과 동과 프로그램이 시행하게 인과 동과가ပုံမှန်အပြင်ညီမတွေကဒီလိုပုံစံမျိုးကိုအစင်လိုက်စားလို့ရှိတယ်။တွဲပြီးတော့ညနေစား။ညနေစားတဲ့အချိန်မှာဒီ၃ဝက်ကို3 course ဝင်လို့ပြီးတာမြန်လဲမြန်တယ်ခက်လဲပြီးတယ်။စနစ်တကျလည်းတွားလို့ရတယ်ဆိုတော့ဒီနေ့နေ့မှာ3 course ကိုရွေးလိုက်။ရွေးတဲ့အခါမှာကျောင်းသားတွေကိုလည်းကျောင်းသားတွေနဲ့ပြည်သူချန်နီတုံးပြီးရေးကြတယ်။အဓိကတော့သူကဦးဇင်းတို့ကဘာသာစကားစွမ်းရည်မြင့်တယ်။ language proficiency ပါဠိစာပေကျွမ်းကျင်တယ်။ဒီနေ့ဘုရားဓမ္မတန်ခါတိရသမารီပညာကိုကျွန်တော်ပါဠိလိုသိဒါပေမဲ့မြို့သီးတို့စက်တယ်လို့ဆန်လို့စီလို့ဆိုပြီးတော့ဒီ vocabulary development လည်းဖြစ်မယ်နောက်တစ်ခုကလည်းသင်နေနဲ့လည်းအများသာတွေ့တယ်ဟာကတော့ချက်တဲ့လူချက်ပြီးတော့ဒါပေမဲ့ဒီကနေ့မှာပါရတာတွေချိန်ပြီးတော့ဒီသင်ဘောရာတွေကျွမ်းကျင်တော့ဒီမောက်လာပြီးစဉ်းစားစဉ်းစားချိန်မှာအဓိကတော့ဒီဘာကဘောဓနာဝိတ္တိဆိုတဲ့ဘုံကိုအရင်စတယ်။စတော့နောက်ပိုင်းဒီဓာတ်ကိုအစီအစဉ်ဆွဲတဲ့အခါကျမှပဏိတဟာတာ။ဒါကြောင့်လဲဆိုတော့ဒီမှာပြောမဲ့အကြောင်းအရာဟင်းသုံးခုဒီခုနကဆရာမိတ်ဆက်တော်နေတယ်။ဒီကစာပြီးတော့ဒီပြင်ဘုဒ္ဓဝင်ယောဂရဲ့ဘုဒ္ဓဝင်ကနေမိချာခံတာလေအစာဒီပြင်ဒီ date လို့ခေါ်တဲ့အိမ်ညာတိုက်နေတာစားဒီကားစားတွေကလာတဲ့အတွက်ကြောင့်မြတ်ဗုဒ္ဓကိုလည်းကတ်လူထားတဲ့အတွက်ကြောင့်မုံမြတ်တဲ့ခဲဝဲပေါ်စဉ်အဲ့ဒီအတွက်ကြောင့်ပရိဒဆိုတဲ့လိုမျိုးတော့ပါဠိမြန်မာမှာတော့မုံမြတ်တဲ့ဆိုတဲ့လိုမျိုးရှိတယ်ချိတ်ဆက်ပြီးပါတယ်နော်ဒီကတော့ဟင်း၃မျိုးလေပထမတော့ဦးသိန်းမှာတာဝင်စီတာစီရခြင်းမှာဆရာကဒီတော့ဒီ culinary art ဘိုင်းမှာ specialist ကြောင်းနေကြတော့ဒီ course ကိုဘယ် course ပါလို့ရမှာတန်းတီတန်းတီအချိန်မှာခုနကပြောလို့လေဦးစင်းကအရင်တုန်းကသူကရမတော်ကိုmain course ထားတာလောကနာဆုံးကို standard ထားတာချင်းတချင်းတန်းပြီးတော့သူက arrange ဒါလည်းဘယ်လိုပြောရမလဲစာပေမှာလာတဲ့အကြောင်းအရာကိုလက်တွေ့အကောင့်နဲ့ပေါ်တဲ့အခါမှာကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့သဘော idea တွေအများကြီးလိုရတယ်ဆိုတန်းပြီးသိရတယ်ဆရာတော် standard လေးကိုဒီလိုလုံးကလည်းခံစားမိလိုက်တယ်ဒီသူကရမတော်ကကဲပြီးဆိုအင်းညာမျိုးပါဦးဇင်းတို့မြန်မာပြည်နဲ့အဝင်နဲ့ဆက်တာမျိုးအပိတိုင်စာမျိုးလုပ်ဖို့တိတ်ကောင်းတယ်ချက်ချင်းဉာဏ်ချက်ချင်းပွင့်ဒါလည်းချက်ချင်းဆရာနဲ့တွေ့တွေ့ချင်းမှာရတဲ့ပညာဒီပညာကဆရာလေးဦးဇင်းတို့မဖြစ်မနေသိရမယ်ပညာဒီ course ကိုအစီအစဉ်ဆွဲတဲ့အခါပညာပါအဲ့တော့ 3 course menu ကတော့စာပေမှာတော့စာပေမှာတော့သူကဒါကတော့ယရဏတရားပဋ္ဌာန်းစားစာနဲ့ပတ်သက်တဲ့အတွက်ကြောင့်ရတ္တောဘုဟုပြုပြီးတော့ဘုရားရှိရတ္တမြောက်တဲ့ဘုရားရှိခိုးကိုပြောရရတယ်တေးချက်ဒီမှာဗုဒ္ဓဓမ္မတန်ခါဒါကတော့ယနာသုံးပါအလုံးသိတယ်ဒီဘက်မှာရတ္တဒေတကရတ္တဒီပကရတ္တပါလကဆိုသုံးခုရတ္တဒေတကကတော့မြတ်စွာဘုရားကရတ္တကိုညွှန်ကြားတယ်ပြီးတော့မှဓမ္မကရတ္တဒီပကဘုရားတော်ကိုထွန်းနေပြပြီးတော့မှတန်ခါကြတော့ရတ္တပါလကဘုရားတော်ကိုစောင့်ထိန်နေဒီတရားရတန်ခါလည်းပဲသုံးပါးကိုဦးဇင်းတို့အာရုံပြုတဲ့အခါမှာရှင်းဆရာကြီးကသူကအကြောင်းအရာနဲ့ဆက်နွယ်ပြီးတော့သူကဘုရားရှိခိုးရရှိဟိုဓမ္မရတ္တဆိုပြီးပုံမှန်ရွတ်တာတွေမကဘူးမှဒါအစားတောင်းနဲ့ပတ်သက်တဲ့ကိစ္စculinary cuisine နဲ့ပတ်သက်တဲ့ကိစ္စ food နဲ့ပတ်သက်တဲ့သူက food ကိုပြုစားဆောင်ကိုပြုအဲ့တော့ဘုရားရှိခိုးရင်လည်းသူကအဲ့လိုမျိုးအကြောင်းအရာနဲ့ချိတ်ဆက်ပြီးတော့ဘုရားရှိခိုးတာကိုပြုအဲ့တော့ကြောင့်ဒီရောကဒါလေးကိုအရာတော်ရတ္တပေါ့နော်ရတ္တဆိုပြီးအရာတော်ကိုညွှန်ကြားအရာတော်ကိုထွန်းပြတယ်အရာတော်ကိုစောင့်ထိန်တယ်ဘုရားတန်ခါလည်းဘုံမှာဘုရားက
ရင်ဦးညွန့်အောင်လို့ဒီကစားပြီးတော့မမတတနဲ့စားတယ်နောက်တစ်ခုကတော့မာတိကာကတော့ပြောတော့ဒီအဓိကပြောမဲ့အကြောင်းအရာတော့ဒီတစ်ပိုင်းသာသနာစာပေမှာလာတဲ့ပုံမှန်ပြီးတော့ဘောဇင်တွေထူခဲတဲ့လက္ခဏာပြီးတော့အဲဘောဇင်တွေကိုအခြေပြုပြီးတော့ဒါနတံဝိတာပါတာစွန်ကျပေကံပြရန်ခြင်းဆိုရင်အနှစ်တာပြီးတော့မှသာဝဲ၃မျိုးနဲ့ပိဋကဘောဇင်၃မျိုးချိတ်ဆက်ပြပြီးတော့မှနောက်ဆက်တောင်းရင်လို့ရှိရင်အာဟာရနဲ့ကျန်းမာရေးရေးကြည့်ပြီးတော့မှအနာဂတ်မျိုးဆက်ဖြစ်တဲ့ဘောဇင်မျိုးဆက်တစ်ကိုဒီလိုလေအစင်ဆက်စားစားပြီးတည်ဆောင်လာပြီးတော့စားတော့တမိုင်းတော့ဒီပေါင်းများစွာကြာတယ်ဒီဘာရဲ့လို့တရှိရဲ့လို့ဖြစ်လာတာကစားတော့နဲ့ကျင်းလို့မရတဲ့မျိုးဆက်တွေနောက်မျိုးဆက်တစ်တွေလိုမျိုးအာဟာရအမှုတွေနောက်တစ်ခုကတော့အဲ့လိုအာဟာရမျိုးတွေသာသနာစီလာတိတိကဆိုသာသနာတော့အရှိတီလက်ပြန်သွားရင်ဘလို့အကြောင်းတစ်ခုနေရှိပြီးတော့မှအာဟာရနဲ့ပြီးစားနဲ့စေးနဲ့ဒါလေးကိုပြီးတော့ဒီပိုင်းသုံးမှန်းကတော့ဆရာကတော့အသေးစိတ်ရှင်းတယ်မှာဆိုဒါလေးကတော့ဒီတော့အမြတ်များတယ်ပြင်ရတယ်ဒီမှာလဲဒါကတော့ခုနနေရာ3နေရာလေးကိုပြတယ်နေရာ3နေရာဆိုတာတစ်ချက်နေရင်းဆိုတာဥဇာတာကျော်ဒါလေးကတော့ဘုရားကေတာဘာဘောရိနောင်မင်းနေနာဒါကတော့သုတိနာမျိုးဒီနာပါအောင်ဒီမှာသုဒ္ဓတာကမျိုးနာတော့ကတ်တယ်ဒီမှာသဘောသားနဲ့ဗလိကာကဟုတ်ပြမန်ထားနဲ့မလူပေကတ်တယ်ဒီမှာကျတော့ဒီမှာဟုတ်တယ်ဒီကရမတော့ဘယ်တော့မှမနွားကြောကီလိုမီတာ300နဲ့500ရှာတယ်ကီလိုမီတာ900နဲ့900ကြာလို့ရှိတယ်ဒီခုကြာဒီမြစည်းမဒေတာရဲ့စပြူဒိတ်တိုက်နေတွေကမြစည်းမဒေတာမြစည်းမဒေတာဥစ္စာပြားကဟောပွင့်ဟောဆန်တော့နေရာမဝေးဘူးဒါပေမဲ့ဒီအစမ်းအစာ၃မျိုးဖြစ်ပေါ်လာတဲ့နေရာကြတော့နေနေလေးကချင်းချင်းလေးနောက်တစ်ခုကလည်းအိန္ဒိယရဲ့အရှိမြောက်ပိုင်းနောက်တစ်ခုကလည်းယာစီယာနဲ့အစုံလားပွင့်တော်မူလားလေအစုံလားဆန်တော်မူလားလေအစုံလားအင်တန်ထူးခဲ့တဲ့ကာလဖြစ်တယ်ဒါပေမဲ့ဒီအစားအစာနဲ့ပတ်သက်ပြီးတော့မျိုးတော်ကပြောချင်တယ်ဒီနေရာလေးကဘယ်လိုထူးလဲဒီမှာဆိုရင်ယောဂနာဆိုရှိတယ်ဝုံမုံနဲ့ပြားမုံဆိုရှိတယ်ဝုံမုံရှိတယ်အဲ့ဒါကိုပဲဆာလာပေလာဒါကဆာလာပေလာဒါကိုပဲမဒုပါယတာဒါကိုတော့မန်ထားနဲ့မဒုပိန်ဒီမှာဒါကိုတော့သူကရမတ်တော်ဆိုပြီးဒီကလည်းအဲ့စလုံးတိုင်းမှာဒါပေမဲ့ခုခေတ်အံဝင်တဲ့စကားနဲ့ပြောရရင်ခီရာကိုဒီမှာတော့ခီရာပါသူတို့လည်းမြန်မာစကားလိုပဲဟင်ဒီကလည်းအရန်အသက်တွေများဦးဇင်းတို့ကခီရာလို့သုံးလို့နိုးနဲ့နိုးတော့ပစ္စည်းသူတို့ကတော့ခီဖြစ်တယ်ဒါကိုပဲသူတို့ကပါယတာလို့ပဲခေါ်အခုဒီပါယတာလို့ခေါ်တယ်ဒီခီကိုနောက်တစ်ခုကတော့ခုနလက်တူဆရာလည်းပြောခဲ့တယ်ပြောတယ်လက်တူကတော့ဦးဇင်းတို့ဘုံဘုံပြန်ဖို့သူကပြန်ဖို့ဆုံးတဲ့အရန်တူထူရတာကသူကမူရောဂျုံတက်တယ်မတားဘူးမျိုးစုံဒီမှာဆိုဘေးစင်ဆိုရဲပဲနေလို့ဒီမှာဆိုလိုဝါဆိုရဲဦးဇင်းတို့ရွှေကြည့်လို့ဟာမျိုးနဲ့လုပ်တာပြီးရင်ကင်းလက်တူဆိုရင်ဦးဇင်းတို့ကနှမ်းမုံစုံနှမ်းကိုထောင်းထားတဲ့စီနဲ့ထုတ်ထားတဲ့ဟာကိုလုံးထားတယ်အမှန်တန်အရာသာလည်းရှိတယ်အားရလည်းရှိတယ်အားရဆရာထူးရှင်းပြမှာဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့သူကဒီသူကရမတ်တော်ဆိုတဲ့ခေါင်းလေးအောက်မှာရှိတယ်အဟိစတကသူကရမတ်တော်ကဆရာကပြောခဲ့တယ်လို့သူကဝတ်ဒီလုံးနဲ့တက်ပြီးတော့ဝတ်ဒီရှာမှတွေ့နိုင်တယ်တော်ရဲကမှုလို့ဒါပဲဦးဇင်းတို့ကပါဠိမှာပြောအဟိစတကမှုနာမည်လို့နော်အခုတည်းလေသူတို့ကချက်တကလို့မှုကလည်းအခေါ်3မျိုးလောက်ရှိ3မျိုး4မျိုးလောက်ရှိသူတို့ဒီစကားမှာဒါပေမဲ့အခုတည်းချက်တကလို့ခေါ်တယ်ချက်တကကတော့အကြိုက်ဆုံး3မျိုးချင်းဆွဲထုတ်တာလေ mushroom မဆိုတာဒါကတော့ gravy နဲ့ချက်mushroom biryani မို့တံပေါက်တော့တက်လို့သမားကြီးဆိုမို့နဲ့တံပေါက်ချက်နောက်တစ်ခုကတော့ mushroom tandoori မို့ခင်လေးပေါ့သူကတော့ roast လုပ်တယ် gray လုပ်တယ်ပြီးတော့မှသူက screw နဲ့အချုံလေးနဲ့ထားပြီးအထူးဖြင့်ဆရာကပြောလို့
အပီဒိုင်ဇာစတက်တာညလုံးလေးမှာတန်းပြီးတော့ပြန်ရဒါဒီသုံးခုမိတ်ဆက်ပြီးဒီသုံးခုရဲ့တမန်တော်အားလုံးသူပြောကြတယ်ဒီလိုကေးဆက်ဆက်ဖတ်သားလာတယ်ဘရဘာသာဝင်အကုန်သိတယ်ဒီကြီးမှုရကြီးမားတယ်အဲ့တော့သူတို့ရဲ့အနှစ်သာရကိုဒီလိုမှစဉ်းစားလို့အဲ့တော့အဲ့လိုမျိုးနေ့စဉ်ပြည်ကတွေမှာတွေ့နေတဲ့အစားအစာတွေဒီလိုကဒီမြမောက်ခင်းတဲ့အောင်ဝင်ဒီတော့ထောက်ထားကောင်းတွေနေ့စဉ်အစင်လာမြက်ခင်းတဲ့ညီခံပြီးတော့လူဒါနအနေနဲ့ပြောလို့ဒါကအချက်တော့ဘာကြောင့်လဲဆိုတော့သူကဒီဘောဇင်ဆိုတာစားရုံသူစားဖို့တက်တယ်ဒီသားသူဆိုရင် charity start from the home အိမ်မှာကောင်းကြီးကိုယ်ဒီသက်ကြီးကျွေးမွေးတော်ကလူဒါနရဲ့ပေးကမ်းစွန့်တယ်ခြင်းအမြင့်တပြီးတော့ဒီလိုဒါဘာသာဝင်နေနေဆိုရင်ဒါတန်လာပြီးဆုံးသက်တယ်ဆုံးလို့ကြီးတယ်ရရှိဖို့ဆုံးတော့တယ်ဒါတွေကလည်းဒါနရဲ့အခြေခံတွေလားတို့ပေမဲ့ဒါတွေကိုဖန်တီးတဲ့အခါမှာခင်းတဲ့ဖန်တီးပုံဖော်တယ်အဲဒါကိုရွေးချင်းနဲ့ရွေးလို့3 course တဲ့တာဒီလိုမှ3 course တဲ့တဲ့အခါမှာတော့ကိုယ့်အကို play နေပြီးခန်းတွေမမြောက်မှာဆိုဆရာနဲ့တိုင်နေတာဒါကြောင့်လို့ဒါအရေးကြီး play တွေမိုင်းက art ဘာပြီးွားမြောက်ဖန်ပြီးတာလက်လွတ်စပယ်လုပ်လို့များအမြဲတမ်းပညာပါအဲ့တော့ဒါတွေကိုဖန်တီးဖို့တင်တယ်နောက်တစ်ခုအလူဒါနမှာလူဒါနရဲ့လက္ခဏာတစ်ခုဇဲလက္ခဏာတစ်ခုပုံဖော်ဖို့နောက်တစ်ခုကတော့နိုင်ငံခုလူမျိုးစုမှာ national dish festival dish signature dish လိုမျိုးခင်းရတာသူ့ညနေကိုတုံးနေရှိအဲ့လိုမျိုးကဲ့သို့ဒီလိုမျိုးခုနကပြောရတဲ့အင်းရတုံးမျိုးတွေစားပွဲတုံးမျိုးဘာသာတာနာအတွက်အရေးကြီးတဲ့စားပွဲတွေမှတ်တမ်းတယ်ဒါတော့အရေးကြီးနောက်တစ်ခုကတော့ခုနပြောသလိုဒါတွေကိုကိုယ်နဲ့ချစ်တို့စားတော့တုံးဆောင်လူနဲ့ပေးနေဆုံးဖြတ်ညှောက်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒါတွေကဒီစားတော့ကနေရမယ်ဟုတ်တယ်စားတော့ကိုအကြောင်းပြုပြီးတော့စားကြမေကောင်းကောင်းထွက်လာတယ်ဒါနစိတ်ဒီစိတ်နောက်ပြီးတော့ဒီဆောက်ဖို့ဘာသာခုအနေနဲ့ယုံကြည်ကိုယ်ပဲမှုရလူရန်ပေးကမ်းရမှုမကဘူးကိုယ်မှရှိတဲ့ဟာကိုဝေခခြင်းနော်လိုရတဲ့လူတန်ဖိုးခြင်းဒါမျိုးတွေကိုအများကြီးလုပ်ရတယ်မပတ်ရတိုင်းပြတ်တာပါလို့ကောင်းအောင်နားလို့နောက်တစ်ခုကတော့ခုနက3မျိုးကိုပြောလို့ပါခုခေတ်အောင်အောင်ပုံပေါ်ပထမတော့ဒီလိုစသချင်းမဒုပါရကောင်းဒီလိုစီရတယ်ဒီကိုလိုစီမဒုပါရတဲ့ဒီနည်းနည်း heavy ဖြစ်လို့ light မဖြစ်ဘူးဒါပေမဲ့ standard နဲ့ဒီလိုများကမတွက်ဘူးပေါ့အဲ့တဲ့အတွက်ကြောင့်ဆရာလူဒါကိုသူကသူတော်တော်များများပြောဆိုတာပြင်ပြအဲ့တော့ဒီတော့လေအဲ့လိုလေးပြန်စီဒါကလည်းငယ်တော့ပြောတာကြီးကြောင်းခုလည်းသုံးကြပါဘူးဟောလေဆရာမပြရင်မပြီးပုတ်တော့ဘူးမကြောက်ဒါကိုပြောတာချက်ချင်းတန်းပြင်တယ်ဒါရှင်းမျိုးစာမမဆိုတာဒီကြောင့်ဒီနေရာလေးတွေနဲ့လွယ်သွားတယ်ဒါပေမဲ့ပညာရအများကြီးရပါတယ်ဒီသုံးမျိုးကိုပြောရင်ပိဋကတ်ကိုပို့ပြီးပြင်ကြည့်နောက်တစ်ခုတော့ကျမ်းမာရေးကတော့တည့်ရတိုင်းဒီမှာဒီတော့ဒီလုံးသုံးရတယ်ဘောဇနာမတင်နော်နောက်တစ်ခုကအတိတွေပိဋကာကြီးတွေခိုင်းတွေတမ္ပဇာနာတာဒါကမရှိပါစားကြမေးကောင်းကောင်းဆိုတာလေစားမတော်တလို့ဆိုရင်စကားပါတယ်တော့မှတိုင်းတော့ကြောင့်သူကဒီဘောဇနေမတင်ဒီစကလုံးကဘလောက်ပြီးညာအရေးကြီးလဲဆိုတာစဉ်းစားလို့နေလူကဒီလိုရှောင်လို့ရစားတော့နဲ့ဘယ်မှမกินအဲ့တော့ဒီစားတော့နဲ့အတန်းရှိကိုတည်ခြင်းနော်ဒီ moderation ဒီကောင်ကိုတည်ခြင်းကအများကြီးကြီးတာအဲ့တော့နောက်တစ်ခုကတရားအထုတ်တဲ့နေရာမှာတုံးတယ်အတိတွေပြီးပြီးတိုင်းတွေစားခြင်းတောက်ခြင်းပြည့်ခြင်းဝါခြင်းဒါတွေအကုန်လုံးမှာသံဃာနာတာဉာဏ်ရှင်ပြီးတော့ပြုဉာဏ်နဲ့တကွာပြုဒါလည်းအရေးကြီးတယ်နေရာကဒီလိုကတွေ့ပြီးတော့ဒါလည်းပေါ့ပြစ်ထည့်ရတယ်ဗျာကောင်းတော့ဉာဏ်တော့ဉာဏ်လွှာပြီးတော့ဒါကစားတဲ့အချိန်မှာပြောတာခုဒီမှာဆိုရင်ဒါ culinary arts လို့ခေါ်တယ် school မျိုး
ဒီစကူးမျိုးမှာဆိုဒီစားတော့မှုနဲ့ပတ်သက်ပြီးတော့စနေနေ့ကသူကတင်ညာမှုတွေပြီးဘာကြောင့်ပြီးလဲဆိုတော့သံဃာနာတာပုံလုံးညာမှာစုပုံရှင်းမှုဒီကစနေကြလို့မှာခန်းသားရဲ့ပုံစံမျိုးနဲ့ပေါ်ကြည့်ရဦးလေးတို့ကပြင်သစ်နိုင်ငံကပါရီကလူကမွန်နာလီဇာပကြီးကားတော့ပြင်သစ်က5 star စားတော့ဆိုင်ပြီးတော့ကံများပေါ်ကဘုံဘက်တစ်ခါကိုပြင်ရမှာမွန်နာလီဇာတော့တာမွန်နာလီဇာတော့တာသူချင်းဒီ5 star Michigan ထက်ရတဲ့ chef တွေနဲ့ဖန်တီးနေတာသူချင်း European food European cuisine တွေကမျိုးလုံးထဲမှာစားအားထုတ်တာဒါကြောင့်ဒါကိုပြောတော့တန်ခါနာကလည်းပြောနောက်ဆုံးတစ်ခုကတော့တပ်ပါရခရိယာအာရကြတာဒီမှာအာဟာရကဘာလို့ပြောရလဲဆိုအကြောင်းနော်ပြင်းပြင်းပြောက်ပတ်ဆိုတာပြင်းပြင်းပြီးကျမကြီးအကြောင်းအဲ့တော့ဒီတပ်ပါရခရိယာဒီလိုစားသုံးမှုဒီဟန်ရေးပါတယ်စားသုံးမှုသိပြီစားသုံးမှုသိပြီတော့ဒီလိုဖြစ်မနေကျူးတာလို့ကျူးရတဲ့ခါမှာလည်းခုနပြောချစ်ပြုတ်ခြင်းလုပ်ပြီးတာနော်စားသုံးမှုသိပြီခုပေါင်းစည်းလို့ဒါကရုပ်ရည်ဉာဏ်လိုအပ်နေတယ်သိပြီဒါတွေကဘယ်ရလဲဆိုတော့ငါတွေကမင်းတို့ဒီစကလုံးတွေကအဲ့ဒီကအရာတီဗီကခုနဆရာမိတ်ဆက်တဲ့တိတိကာဆိုရင် YouTube channel လေးရှိတယ်။ရောက်တော့ဒီကဆရာမမေးတယ်။ဘုံဘုံနဲ့ဒီ YouTube channel ကိုကြည့်ဘူးလား။သူကမကြည့်ဘူးသေးဘူးပေါ့နော်။ဟုတ်ကြည့်လိုက်တော့ဆရာဖန်တီးထားတဲ့ဒီ YouTube channel ပထမဆုံးဗီဒီယိုလေးကဗီဒီယိုလို့ကျောင်းမှာပြောနေကြခေါက်ပေါင်းဒီတော့ခေါက်ပေါင်းသိန်းတော့ပြောနေတယ်ဒီနှင်းွက်သုံးွက်လို့ဒီလိုမျိုးမဓုပါရတာဆရာလို့အမြင်လိုက်တာနဲ့ဟာဒါကဆရာနဲ့ဗီဒီယိုနဲ့ဂျာနယ်မှာရှိတဲ့ထမ်းဆဲလို့မြင်တာဒီအောင်မမြင်ဘူးစံတိုင်းသုံးနေမှာလည်းမသိဘူးဆိုပေမဲ့ YouTube Facebook မှာရှာရင်းနဲ့ school ရရှိတာဒီ school ရတော့တွားပြီးတော့မင်းနဲ့စုံစမ်းကြည့်ကောင်းမယ်ဆိုတော့စိတ်ဝင်ရောက်ဒါအညုတ်ဒါရှင်းပြောတော့တန်ကောင်းလားအကြောင်းရင်းလို့ဒီလိုပွဲမျိုးဖြစ်သွားရဲဆိုတာများစားအဲ့တော့ဒီအရာတွေကိုပိဋကတ်တွေကနေပြီးတော့ပုံပေါ်တဲ့အခါမှာဆရာရဲ့ရှင်ဝင်ကစိတ်ကူးတွေဒီလိုဖြစ်ချင်တဲ့စိတ်ကူးတွေအားစားတာဖြစ်နောက်တစ်ခုကလည်းဘုရားကျင်နာထဲမှာလာတယ်သင်ရတယ်ပြီးတော့မြမကြီးရရင်ကျင်းမှုအစားအမှားတွေကဒါတွေကိုရှင်းတဲ့အောင်လို့ဘယ်လိုပုံစံဒါရတော့တပ္ပယခရိယာအကုန်သွားတယ်။တမန်ပြည့်မနာလို့ကြက်သားပဲစားမယ်ကြက်သားပဲစားမယ်။ပရိုတင်းကဘယ်လောက်စားမယ်ကာမိုင်ဒိုကဘယ်လောက်စားမယ်ကယ်လိုရီကဘယ်လောက်စားမယ်ဆိုတာတွေကောက်နော်။ဒီ plate တွေပေါ်မှာပြင်းတဲ့အပိုင်းအစားဒီလိုကြောင့်မှချက်တာပြလာစားအကုန်ခံပြီးလို့ရုံငယ်ကဆေးစရိုက်ကြောက်ပြောလို့အိမ်လိမ်မှာမိဖို့ကြောင့်ဆေးကန်းဖြစ်။ဒါတော်တော်ရေးပါတယ်ဆေးကန်းဖြစ်။အဲ့တော့ဒီလိုကြောင့်လည်းထွက်များကြီးခင်ရတယ်ကုန်လုံးကြီးကျမရင်းနေမျိုးကိုအာဟာရပြေးဝနေနေရဖြစ်နေတယ်။မိသားစုကိုချမ်းတယ်။ဒါကမိသားစုလိုက်တယ်။ပြီးရင်နိုင်ငံလိုက်လူသားလိုက်ချမ်းပါ။ဒါရဒီစင်တိုင်းတော့အဲ့တော့ဒီနေ့လေးဆက်သွား။နာကမျိုးဆက်တဲ့နေတယ်ဆိုတော့စင်လာကြီးပြီးတော့ရို့ရှင်ကျင်းသွားပြီးပြေးဝတယ်ရို့တမိုင်းကြောင်းရို့ကရည်ဒီရောက်ထားကြပြီးတော့လို့ပြီးတော့အမွေပြီးကိုလည်းဒီမွေကိုရတယ်ဒီမွေရတာကိုလည်းပြောတော့ပုံယူရတယ်ဒီတော့ဒီကျောင်းမှာဦးဇင်းတို့ဒီတိဘကဘောရဏဝီဆိုပြီးတော့သင်တန်းလေးပေးတဲ့အခါမှာအဖွဲလိုက်3 course လို့ဆိုရတယ်ဒါပေမဲ့တူးချင်းကြတော့ဘာလို့ရမလဲဆိုစိုက်စာကုန်းလေးတစ်ခုရှိစိုက်စာကုန်းနာမည်ကအမေချက်တဲ့ဟင်းတစ်ခုနေချက်တဲ့ဘာကြောင့်လဲဆိုတော့ဒါလေးစားတော့လာဘူးကဒီကစားတယ်စားပြီးဦးဝဲလောက်လည်းစားပြီးချွေးမွေးတုတ်တင်ပြီးတော့ဒီမှာကြီးရင်းလာအဲ့တော့အရင်းမြစ်ကိုပြီးတော့တည်ဘယ်လာဒီအစားအစာဆိုရင်ဒီဟာရဘယ်ရောက်လာဦးလို့ရှိဘယ်ရောက်လာလဲဆိုတော့တည်လို့ကြီးကြီးအဲ့တော့ဒီမျိုးဆက်ဟောင်းတာကိုယ့်ရဲ့မျိုးဆက်တစ်ကိုအမွေပေးတဲ့ကအာပါဒကဘောဒကစောင်းလျှောက်တယ်မွေးမြူကျွေးမွေးစောင်းလျှောက်မွေးမြူတယ်ဒါကဒီစလုံးတော့အဲ့တော့ तू ကအဲ့လိုမျိုးပဲ
မျိုးတို့ကလည်းအနာဂတ်မျိုးဆက်တဲ့အတွက်ကော်ပြန်ကြီးမျိုးကိုဆောင်းရှောက်ဖို့နည်းတယ်ဒီလိုပဲဒါမှပါရင်ကြီးတယ်ဒီလိုနောက်တစ်ခုကတော့လောကကိုမြင်စေတယ်ဒီလိုကတော့ပြီးတော့ကြိုက်လို့ဒီလိုကြိုက်လို့မရှိအနာဂတ်ဟိုပေါ်ဆောင်မဲ့မျိုးဆက်တဲ့အတွက်ဒီလိုကသူတို့ချပြတယ် vision ဘာလို့လဲအခုတုန်းကကိုဆို vision တွေရှိ vision လို့ဒီ vision ကိုပြတဲ့အခါနောက်တော့ပြင်ဒီလားဒီမှာပိန်အားစားလူဦးဆရာဒီနေ့ဖာကျောင်းမှာဆရာပဲဆရာတွေကနေပြီးလောကကိုမြင်အောင်ပြလို့အဲတော့မျိုးဆက်တစ်ဟောင်းနေတာမျိုးဆက်တစ်တွေကိုကျွေးမွေးပြီးစောင့်ရှောက်လို့တာဘူးဒီတဲဆောင်လာတဲ့ခဲဘက်ပုံစံတွေကိုယုံကြည်မှုစွန့်ကြဲမှုတွေပေါင်းစပ်တာဒီမှာစေနာပါမယ်ဒါတရားပါမယ်ပြီးရင်ဒါနဆိုလို့စာကဆိုတဲ့စွန့်ကြဲမှုတွေပါမယ်ဒါရင်းနဲ့မျိုးဆက်တစ်ကိုဟာရမှုဆိုတဲ့လမ်းကြောင်းကောင်းတွေပြရဒါအဓိကယူချင်အားစားမှာပဲဆိုတာကလည်းဒီလိုပါလားအခုကြော်ရောက်လာတဲ့ခါကျတော့ကိုကတောင်းရှိပေါ်တဲ့အမွေကိုပြန်ပြီးတော့လက်ဆင့်ကိုရရှိခဲ့တယ်ဒါတော့ဒီပါဆရာကပြောလို့ညီမယူကစားစားလေးကိုနည်းနည်းစင်းနေမှာလို plate တင်တယ်ဒါနဲ့ရေးပါနိုင်မှာတော့ဒါတွေကလည်းကြီးပုံစားတဲ့လေးချင်းရယ်ဒီချက်ပြရနေတယ်ပကံလေးကိုကောက်ထည့်လိုက်တဲ့အလေးချင်းကရှိနေတယ်ဒါတော့ normal ပါမဆရာတို့ကသူဒီတိုင်းခဏလာတော့ဆို fine line အစင်းကြီးတဲ့ခင်းနဲ့အဲ့ခံနဲ့စနစ်ပုံအဲ့တော့ value added ဖြစ်သွားတန်ဖိုးအမြင့်တက်သွားပစ္စည်းရတာတို့နဲ့ကိုယ့်ရဲ့စေနာကအရန်ကောင်းပြီးတော့အမှုပညာပါလာအမှုပါလာတဲ့အတွက်ကြောင့်သူ့ရဲ့တန်ဖိုးဘုံလို့တက်ဒီပုံစံမျိုးကိုပေါ်ပြီးအဲ့လိုအမှုမျိုးကိုပေးဖို့ဒီလိုထူးတယ်ဒါကိုပေးရင်လို့ပြောတာစာသင်ခန်းထဲကနေပြီးတော့မိဖို့ကြောင့်မိဖို့ဒါလည်းစာသင်ခန်းအဲဒါကြောင့်အစင်းမြင့်မိဖို့ကြောင့်ခေတ်စကားနဲ့အရန်မြင့်အဲ့ဒါပြီးရင်တော့မိဖို့ကြောင့်လည်းသွားအခုကတော့ဘာမှမစားဘူးနော်ခဏဆောက်လိုက်ပါအဲ့တော့နောက်ဆုံးတော့အာဟာရနဲ့တောင်းနာစီလာတယ်ဒီလောက်ဒီလိုဒီပိဋကထဲမှာလာတဲ့စာပေထဲမှာလာတဲ့ဒီစကလုံးတွေမှဆိုရရုပ်သင်္ကန်းဆိုရင်ဝိနည်းတော်နဲ့အညီချုပ်လုပ်ထားတယ်ဟုတ်နော်အဲကြောင့်လဲဆိုတော့ဓာတ်ခွဲဓာတ်ပြန်လို့စာပေမှာလာတဲ့မြတ်စွာဘုရားကရှင်းရတဲ့နာကိုမိမ့်မာတယ်ဒီလိုမျိုးချုပ်ရင်ကောင်းတယ်ဆိုရင်ချုပ်တယ်အဲ့လိုမျိုးသင်္ကန်းကိုပုံဖော်ပြီးပြောတော့ကစားစားကိုပုံဖော်လို့ခုနပြောတဲ့လောကနာဆိုလူပါရတာခုနပြောတဲ့ဝတ်ပြနာဝတ်မူနာခုနပြောတဲ့လူပိဋကဆိုရာမုံစုံဒါတွေကစာထဲမှာလုံးဝရှိဒါတွေကိုကောင်းတယ်ဖော်ဖို့ပြောတယ်အဲ့လိုကောင်းတယ်ဖော်ပြီးတော့ပြောတော့ကပွဲလန်းနေဒီပြင် food and faith လူရင်းမှုနဲ့အတူစားတော့မှုတွေပြောတော့ပုံဖော်တယ်ပြီးတော့ဘာလို့လဲဆို first aid လာပွဲလန်းနေပြောတာဒီလူကနာပွဲတွေလို့ဒီလိုပုံကြောင်းနေဆိုတာလူကနာပြတ်မှာအဲ့လိုပွဲလန်းနေမှာသူတစ်ဖြစ်ဒီဒေသနာတော်ထဲမှာလာတဲ့အစားအစာတွေပုံဖော်တယ်ခံရတဲ့ဒါရီယာစီမီချာဖြစ်ပြီးတော့ကလာတမိုင်းကြောင်းအားဖြင့်ကောင်းတယ်ဒါရီအထူးလေးပြီးတော့ရှေ့မှာချပြတယ်ကျန်တဲ့နိုင်ငံတကာလာတဲ့ဒီပတ်ပတ်လေ region ကလာတဲ့အစားအစာတွေပြောတော့ချိုးလို့ရတယ်လို့ကိုဒေသနာတော်ထဲမှာလာတဲ့ပိဋကတွေကစာမီကလာတဲ့အလုံးတမိုင်းကြောင်းကောင်းတယ်ဒီဘုံဝင်ထဲမှာအနှစ်သာရရှိလို့တန်ဖိုးရှိလို့ဒီနေရာကြီးဖြစ်တယ်ဒီသုံးဘက်ပြောလို့ချရတယ်တော့ဥဇာတာတေဝါစီကပြည်နယ်ပမောလို့ရဟုတ်တယ်နော်သဗုဒ္ဓနဲ့ပဋိကဒေဝါစီကပြည်နယ်ဟုတ်နော်ဒါကဥဇာတာနဲ့သဗုဒ္ဓနဲ့ပဋိကနောက်ပြီးတော့သူဇာတာနဲ့စုံနာသူဇာတာရဲ့နုပနာဆုံးကိလေသာပြိဋိဘမဆန်ဘူးလူရဲ့ဆိုဟုတ်နော်စုံနာကြတော့အများပြိဋိဘမဆန်ဘူးမြတ်စွာဘုရားမဖြစ်ခင်နဲ့မြတ်စွာဘုရားပြိဋိဘမဆန်ရင်နောက်ဆုံးနဲ့အစိုးရဖုံးပေးခဲ့တဲ့အစားအစာဒါမျိုးလူမျိုးချိတ်ဆက်တယ်နောက်တစ်ခုကခုနပြောတဲ့သဗုဒ္ဓပဋိကစုံနာကြတော့ဘာဖြစ်စဉ်းစားကြည့်သဗုဒ္ဓနဲ့ပဋိကဘာဖြစ်မသိတော့
ဒါစာမေးမေးအဲ့ကောင်နဲ့ထိုင်ကြစကားပြောတယ်ရှင်တို့ရောလည်းမေးလို့ရှင်တို့မေးတယ်ရှင်တို့ကမေးတယ်ဆိုတာပူဆိုးอ่ะအဲ့တော့ဒါစဉ်းစားဒါအိမ်သာပေါ့အဲ့တော့အရေးကြီးတာတော့ဒါတွေကိုဒီလိုဆိုတော့ခင်းချင်းပြီးတော့ပြင်ဆင်ပြတာပြင်အဲ့လိုပြတာခြင်းရတယ်ဒီလိုဆိုတော့သာသနာတွန်းရှိတရားမျိုးကိုဖော်ဆောင်ရအောင်ဒီကနေ့မှဒါလည်းစာပေမျိုးတို့ကဒါတွေကပုံမြင်နေမဟုတ်ဘူးအိမ်မက်တွေဒါတွေကမြန်မာပြည်နေမျိုးအာရုံပြုပြီးတော့ကြည်ညိုပူဇော်လို့ရဖန်တီးဖော်ဆောင်လို့ရဒီနေ့ကျွေးမွေးပေးကမ်းထူရလို့ဒါအဲ့တော့အဲ့ဒါကိုပဲဒီလိုကစားသုံးမှုနိုင်ရင်ကျေးမှုမြင်ပါခြင်းဒါပေါ့ပြောတယ်တီလောက်စားသုံးတဲ့နေရာမှာလက်ဆက်ကအစစ်မြင့်ပါစားသုံးမှုကအရင်တော့ဆိုရင်ဒီလိုမျိုးတော့တင်ရတယ်မိုးချိုးပြစ်လို့မီးလောင်သွားတဲ့သားလေးကိုလက်ညှိုးလေးနဲ့ကော်ပြီးတော့စားရတယ်ငယ်တော့စားတင်တော့မှတင်ဟုတ်တယ်နော်မီးကိုစားရင်တွေးရှိတယ်လို့အဲ့ပုံစံမျိုးဟာစင်စစ်ပြောင်းလဲလာတယ်စားသုံးမှုကြီးဆိုတီလာကိုယ့်ရဲ့အလေးကျင့်နေတာမြင်ပါဦးပြီးတော့အစားအသောက်တို့ကိုဖန်တီးမှုနဲ့တည်နေခံရတယ်ဒါကတော့ဒီကြောင်းမှမြင်တွေ့တယ်ဒီ fine dining plating ကိုစေနာတော့အပြည့်တို့မှကိုယ့်ရဲ့ပြင်ဆင်မှုမှာခန္ဓာလေးတွေကြီးကျယ်နေကိုယ့်ရဲ့လက်ရတာပုံနေရောက်တယ်ဒါကိုအထူးသေးပေးဖို့ရပါတယ်ဆိုတာလေတစ်ခါလေးလည်းရတစ်ခါလေးလည်းဘူဖေးတိုးလို့ရတယ်ဒီလိုဆိုဘုံတော်တိုးနေတဲ့ဖွင့်ပါဘုံတော်တိုးတဲ့ဖွင့်အထူးရဲ့ဆိုတော့မဟုတ်ပါဘူးကြီးကြီးကြီးချိန်မှာဆိုဘုံတော်တိုးရတဲ့ဖွဲ့တွေစောရနေတဲ့အတူတန်နေတဲ့ဖွဲ့တွေတို့မဲ့ဒီဖန်တီးမှုရဲ့တည်နေမှုကပြန်ပြီးကြည့်ဒါသမားလေးကိုနောက်ပြီးတော့ဖန်တီးသုံးဆောင်မှုနဲ့အဉာဏ်ပြပါဟာလေအရင်ကြီးကြည့်ဒါတော့ဆရာတို့စားတော့တန်ကြောင်းမှာစားတော့မဲ့လူရဲ့ရှိကိုမရောက်ခင်ဘယ်လောက်ထိပြင်ရတယ်ဆိုဆရာတို့ပြောတယ်ရေးကြည့်တယ်လက်လို့စပယ်ခုမှတော့အကုန်ဉာဏ်ရှင်ရသိညာပြေပါဘူးအင်းသုံးဆောင်နေတယ်ဒီတဲ့ခါမှာလည်းသိညာပြေဖို့လိုတယ်သုံးဆောင်တဲ့ခါမှာလည်းသိညာပြေပါဘူးဒါကပါနာတော့ဒုံးရှိဒါလေးလုံချင်ရမြေပြည်သားသမားလေးဆိုတာပြေပါဘူးဒီလိုလေဟာပါနာထုံးအောင်ဆောင်နေတယ်နောက်ဆုံးတစ်ခုနေနေတော့ပြောလို့အာဟာရနဲ့ပြည်သေးစားဒါလေးကလည်းဂါရာလေးပါခုနပြောတဲ့ဒုက္ခမတော်ရယ်ဒုပါယတာရယ်ပြီးတော့ဗာလဲခုနပြောတဲ့မဒုပေတိကဒီ၃မျိုးကိုပြောရတာအာဟာရမဒုပါယတံမန္တန်သမဒုပေတိကတိနိဒံဝိယတေဘောဇံမုဒ္ဒောဒုက္ခမမုဒ္ဒောကိုကတော့မုဒ္ဒောပေါ့ဘာပါဠိထဲမှာမုဒ္ဒောကနုညံ့နော်ဇိကိစာယပဟာနာယတေယဝတ္တပေါ့ပြီးတော့ပြီးကြတယ်မှာနာမည်သိချီတယ်ဇိကိစာပရမရောလားစာလမုတ်တိမှုတဲ့ကြီးမြတ်တဲ့ယောဂရှိစာလမုတ်တိမှုကဇာတစာရံကောင်းစိတ်စာရံပါအဲ့တော့ဒီတော့စာလမုတ်တိမှုဒီလုံကဲနေတဲ့ဖြစ်ကြီးမှာဒီလိုမျိုးနတ်ဩဇာပြည့်နေတယ်အစီအနစ်ပြည့်စုံပြီးမြင့်မြတ်တိတ်မှုတွေရတာတုံးတာကိုရတာရှိတဲ့ဘောဓိကိုစာလမှုယောဂကိုပြတောက်ဖို့သုံးဆောင်ပြီးဆွေးနွေးခြင်းချင်းပြုလုပ်ဒါကြီးကတော့စေနာရှိတာပြီးတက်ပြီးအဲ့ဒါဒီအစာနဲ့စေရဲ့အစာဒီကတော့ဒါမျိုးဒီကပြောနေတာတကယ်ချက်ပြမှာလို့ဆရာချက်ပြတယ်ဖန်တီးကြမှာလို့ဆရာဦးစင်းကတော့ဒီနေ့ပွားတဲ့အစိတ်ရှိတယ်တို့နဲ့ဆရာနဲ့အကြောင်းကြီးလို့တွေ့ခဲ့တဲ့အချိန်မှာလူပွဲပွဲလေးဖြစ်မြောက်တဲ့အတွက်ဒီလိုဘာမှပြောရတဲ့ဆက်လို့ဒါလေးကိုပြောလို့လက်တွေ့အောင်လို့ပုံလို့ဆရာနဲ့လူပြောမှာဒီတော့ဦးစင်းကနာမည်လေးပေးထားတယ် culinary tour ဒီ culinary tour ဆိုရင်ဒီရတမြောက်ဖန်တီးမှုခီးစဉ်တိတ်တော့မွေးပါအောင်တောင်ကျန်းနေတယ်ဆိုတာလေးပါအမေဒီခီးလေးကိုဆရာနဲ့အတူ MSc နဲ့ပြီးတော့ဖြတ်တန်းလိုက်ကြတယ်နော်အဲကြရင်တော့ပို့ပြီးတော့ရတာရှိတာလေးမျိုးပြောနေတယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြီးတော့ဟွာလေးပေါ့နော် e-paper လေးပြီးတော့ online မှာအချမ်းလေးရေးကြပါတယ်။အားကြောင့်ရေးလဲဆိုတော့ဆရာရှိကချက်င်းတုံကြီးကိုပညာမရခင်မှာရေးရတဲ့စာတမူတွေနဲ့ရေးရတယ်။အခုဆရာကဒီသူ့ရဲ့ recipe လေးကိုပေးရတဲ့အတွက်လည်းသူ့ရဲ့ကျေးဇူးတင်ပါတယ်။
သင်တန်းမှာကြည့်ပြီးတော့ recipe ကြည့်ပြီးတော့ထပ်ပြီးတော့ reverse e-paper လေးကိုထပ်လုပ်တာ paper အဟောင်းလေးကိုdhamasara.com မှာရှိတဲ့ store မှာ download လုပ်လို့ရတယ် dhamasara.com မှာ store ရှိတယ် store မှာအဲ e-paper လေးပြီးတော့တင်နေတာ